စဉ်းစားကြည့်ဗျာညကြီးမင်းကြီးမိုးတွေတဲကြီးမဲကြီးရွာနေတဲ့အချိန်ကျောင်းကအလှဆုံးကောင်မလေးကတင့်အိမ်ရှိရောက်လာပြီးတညလောက်အိပ်ပါရစေလို့လာပြောရင်ဘာလုပ်မလဲကျွန်တော်တို့ဇက်လိုက်ကြီးကတော့အဲ့ဒီကောင်မလေးကိုရဲရဲဆက်ဆက်ညှင်းလွတ်လိုက်တယ်ဗျဒါပေမဲ့နောက်နေ့မနေ့ကျတော့အဲ့ဒီကောင်မလေးကသူ့အိမ်ဘေးလမ်းကြားမှာတင်နေတာကိုတွေ့လိုက်ရတယ်တကယ်ကိုရှော့ပဲဒီလိုနဲ့ကောင်လေးလဲနောင်တတွေရပြီးရဲကြောင်းတက်ရဲရရှိလုပ်ပြီးတရခန့်ကို12တိတိအယူမှုလိုက်ရှာတော့တာပေါ့ဒါပေမဲ့မိုးတွေအရန်ရွာထားတော့တဲလွန်စားဆိုလို့တခုမှကိုမကြံခဲ့ဘူးလေဒီလိုနဲ့အဖြေရှာမရဖြစ်နေတော့ရုတ်တရက်လျှက်စီးကြီးတစ်ခုပြစ်ချလိုက်တယ်နောက်တစ်စက္ကန့်မှာပဲသူမျက်လုံးဖွင့်ကြည့်လိုက်တော့ဟာလွန်ခဲ့တဲ့10နှစ်ကအချိန်ကိုပြန်ရောက်သွားတာဗျတကားဝမှာကောင်မလေးကမိုးရေတွေရွှဲပြီးရက်နေတယ်ငါ့ကိုနေ့အိမ်မှာရက်အနှဲငယ်လောက်ပေးနေပါလားအိမ်အလုပ်တွေအကုန်လုပ်ပေးပါမယ်တဲ့ကောင်လေးလည်းအံ့ဩပြီးတရေလားလူလားဆိုတာသိရအောင်ကောင်မလေးရဲ့မျက်နှာလေးကိုလှမ်းကန်ကြည့်လိုက်တယ်အေးဆက်နေတဲ့အတွေ့အထိကြောင့်သူမတည်သေးဘူးဆိုတာသိချသွားတယ်ဝမ်းတာလုံးလို့ကောင်မလေးကိုအတင်းဆွဲဖက်လိုက်တာပေါ့ကောင်မလေးခန့်မြလန့်ပြီးကြောင်တောင်လေးဖြစ်သွားတယ်သူလည်းတတိဝင်လာပြီးချက်ချင်းပြန်လွတ်ပေးလိုက်တယ်အဲ့ဒီနောက်ကောင်မလေးကိုအိမ်ထဲခေါ်လာခဲ့တယ်သူ့စိတ်ထဲမှာတော့ဒီတခါတော့နင့်ကိုငါတေချာပေါက်ခဲ့မဲ့တရခန့်ကိုလည်းဒီညပဲဖမ်းပြမယ်လို့ကြိတ်ပြီးဆုံးဖြတ်ထားလိုက်တယ်ကောင်မလေးကတော့ကြောက်ကြောက်နဲ့အိမ်ပေါက်ဝမှာရက်နေလေရဲ့ဖနှက်ချုပ်ဖို့တောင်ငါချီအိတ်တွေဆိုနေလို့နင့်အိမ်ချမ်းပြင်တွေညစ်ပတ်ကုန်လိမ့်မယ်ဆိုပြီးအားနာနေတာအိမ်ထဲရောက်တော့ကောင်မလေးကခေါင်းမှာတစ်ဖက်လေးချုံပြီးချမ်းတုံနေတယ်အဝတ်အစားတွေကလည်းရေတွေရွှဲလို့ပေါ့ဒါနဲ့ကောင်လေးလည်းနင့်ဝတ်တွေဆိုနေပြီးအေးပတ်လိမ့်မယ်ငါအခန်းထဲကရေချိုးကန်မှာရေနွေးသွားစိန်လိုက်ဆိုပြီးရေချိုးကန်ထဲမှာရေနွေးသွားဆက်ပေးနေတယ်အဲ့ဒီအချိန်မှာကောင်မလေးကရှက်သွေးလေးဖြာပြီးသူ့နောက်ကျောကိုကြည့်နေတယ်ပြီးတော့တက်တိမွေးပြီးကောင်လေးကိုစကားတခွန်းလှမ်းပြောလိုက်တယ်ငါနာမည်ပဲခေါ်ပါလို့ကောင်လေးကစပြောလိုက်တယ်ကောင်မလေးကလည်းမျက်လုံးဝိုင်းလေးတွေနဲ့ဘာလို့ငါ့ကိုဘာမှမမေးပဲအိမ်ထဲပြေးဝင်လာလဲလို့သိချင်နေတာပေါ့ကောင်လေးကလည်းညစ်ကြဲကြဲနဲ့မိုးတွေတေးကြီးမဲကြီးတဲ့နင်းလို့ကောင်မလေးတယောက်အိမ်လာကိုလာခိုင်လုံတဲ့အကြောင်းရင်းရှိမှာပေါ့လို့ပြန်ပြေးလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲရုတ်တရက်ကြီးကောင်မလေးနာကတ်သွားပြီးနေရန်ကိုလက်နဲ့ထောက်လိုက်တယ်ဗျာဒါပေမဲ့နင်ကငါ့ကိုမကြောက်ဘူးလားငါကနင့်ကိုတခုခုလှုပ်လိုက်ရင်ရောဆိုပြီးစလိုက်တာကောင်မလေးကမျက်နှာလေးရဲသွားပြီးငါနင့်ကိုယုံနေတဲ့ကောင်လေးခမအဲ့ဒီစကားလဲကြားရောဆက်ဖို့တောင်အိုင်ဒီယာပျောက်သွားတယ်ဒီလိုနဲ့ကောင်လေးရဲ့အခြေအနေကိုအမြန်ထိန်ပြီးသူဝတ်တဲ့အင်ဂျီအပွားကြီးတစ်ထည်ကိုပေးဝတ်လိုက်တယ်နေ့အင်ဂျီတွေကတော့အဝတ်လျှော်ဆက်ထဲထည့်ထားလိုက်ပေါ့ကောင်မလေးရေချိုးနေတော့သူကမီးဖိုချောင်ထဲဝင်ပြီးရင်းလက်ဖက်ရည်ပူပူလေးသွားဖြော်နေတယ်ခဏနေတော့ကောင်မလေးရေချိုးခန်းထဲကထွက်လာတယ်ဟော့ဒီမှာကြည့်လိုက်သူ့အင်ဂျီအပွားကြီးနဲ့စပင်ဆူဆူလေးနဲ့တကယ်ကိုချစ်စရာလေးဗျာပြီးတော့ကောင်လေးဖြော်ပေးထားတဲ့ရင်းလက်ဖက်ရည်လေးကိုယူတောက်လိုက်တယ်ကောင်လေးကခောက်ဆွဲပြုတ်ပေးရမလားဆိုတော့ကောင်မလေးကဒုက္ခများနေပါမယ်တဲ့အမေအားနာနေသေးလားဘာမှဒုက္ခမများဘူးငါချက်ဦးလေးပါထည့်ကြော်ပေးမယ်ဆိုပြီးကောင်လေးကမီးဖိုချောင်ထဲဝင်သွားတယ်ကောင်မလေးကလည်းကူညီမယ်ဆိုပြီးလိုက်လာတယ်ကောင်လေးကခရမ်းကျင်သီးတွေလှီးနေတော့ကောင်မလေးကရေခဲတက်တာအပေါ်ထက်ကကြက်ဥဘူးကိုလှမ်းယူလာအရက်ကမမီတော့ခုံပိုးလေးပေါ်တက်ယူရတာပေါ့အဲ့ဒီမှာတင်အင်ဂျီအပွားကြီးကပင့်တက်သွားတော့ကောင်လေးမျက်စိထဲကွက်တိဝင်သွားတယ်ကောင်လေးမျက်နှာကြီးရဲလာတာပေါ့ကောင်မလေးကလည်းသူကြည့်နေတာကိုသတိထားမိသွားပြီးအင်ဂျီကိုအမြန်ပြန်ဆွဲချတာခြေချော်ပြီးခုံပေါ်ကနေပြုတ်ကျလာတော့တယ်နောက်တစ်စက္ကန့်မှာပဲကောင်လေးကအမြန်လန်းဖမ်းလိုက်တော့ကောင်မလေးကသူ့ရင်ခွင်ထဲအံဝင်ခွင်ကျရောက်သွားရောဗျာနှစ်ယောက်သားမျက်လုံးချင်းစုံပြီးအချိန်တွေရက်တန့်သွားတယ်လို့ပဲအိုးထဲကရေတွေစူပြီးဝေကျလာမှပဲနှစ်ယောက်သားတတိပြန်ဝင်လာတော့တယ်ကောင်လေးလည်းရှက်ရှက်နဲ့ရောက်ချိုဆုံးကိုကောင်မလေးလက်ထဲထိုးထည့်ပေးပြီးနင်ပဲမွေလိုက်တော့ငါချက်ဥသွားယူလိုက်မယ်ဆိုပြီးအမြန်လက်ထွက်သွားတယ်အဲ့ဒီတော့မှအိုးဖုံးမှာဟက်နေတဲ့သူ့မျက်နှာကိုသူပြန်မြင်သွားတယ်နိုင်ရွက်တွေပါနေရဲနေတာတကယ်တော့သူ့မိန်းကလေးတွေကိုစိတ်မဝင်စားတာမဟုတ်ဘူးသူ့ရင်ကိုဒီလိုခုံအောင်လုပ်နိုင်တဲ့ဒုတိယမြောက်လူမရှိခဲ့လို့ပဲဆိုတာသူသဘောပေါက်သွားတော့တယ်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ခရမ်းကျင်သီးခောက်ဆွဲဟင်းရည်မူးမွေးလေးရသွားတော့ကောင်လေးကစပွဲပေါ်ချပေးလိုက်တယ်တုံရင်နေတဲ့သူမရဲ့လက်ချောင်းလေးတွေကိုမတိမိအောင်တတိထားရင် TV ကြည့်ချင်ရင်ကိုဟာကိုဖွင့်ကြည့်လေလို့ပြောလိုက်တယ်ကောင်မလေးက remote ကိုနှိပ်လိုက်တဲ့အချိန်မှာပဲအဲလဲ TV screen ပေါ်မှာကောင်လေးကြီးလက်စီဟိုတင်းလူကြီးကားကြီးကပေါ်လာပါလေရောဗျာကောင်လေးလည်းမျက်နှာပူပူနဲ့အဟမ်းဆိုပြီးချောင်းတစ်ချက်ဟန်ကချက်ချင်းပဲရှင်ချမ်းကားလေးကိုအမြန်ပြောင်းဖွင့်လိုက်ရတယ်အရင်ကဆိုရင်တော့ကောင်မလေးတွေအထင်သေးမှကြောက်လို့ရှင်ချမ်းကားကြီးတောင်ကိုဖုံးကွယ်ထားတတ်ပေမဲ့အခုတော့သူ့မျက်နှာပြောင်းတိုက်မှုကအဆင့်တက်နေပြီလေကောင်မလေးကလည်းအခြေအနေကိုသိတော့မျက်နှာလေးရဲသွားပြီးနေဟင်းချက်လက်ရကအရန်ကောင်းတာပဲဆိုပြီးစကားလမ်းကြောင်းအမြန်လွှဲလိုက်တယ်ကောင်လေးကတ िश ူးလေးတစ်ရွက်ယူပြီးသူမနှာခေါင်းထိပ်လေးမှာစုနေတဲ့ချွေးသီးလေးတွေကိုဖောက်ခွာလေးတုပ်ပေးလိုက်တယ်ကောင်မလေးကလည်းခောက်ဆွဲကိုအရသာရှိရှိစားလိုက်တာဟင်းရည်လေးတစ်စက်တောင်မကြံဘူးပေါ့တန်ကြမာကိုပြောင်းလဲရန်အချိန်ကျပြီးစားလို့အပြီးမှာပဲကတင်းပေါက်အပြင်ဘက်ကနေမိုးချုံတန်အကျယ်ကြီးထွက်ပေါ်လာတယ်ကောင်လေးကနေရန်ကနာရီကိုချက်ချင်းလှမ်းကြည့်လိုက်တယ်ည9နာရီ58မိနစ်အတိတ်ဘဝတုန်းကသူမအသက်ခံခဲ့ရတဲ့အချိန်ရောက်ဖို့နာရီဝက်လောက်ပဲလိုတော့တယ်ဒီတခါတော့လူသက်သမားကိုသူမဖြစ်မနေရှာထုတ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်ကောင်လေးကသူမကိုစောင်းလေးကြုံပေးလိုက်ပြီးငါအပြင်ထွက်ပြီးစားစရာလေးသွားဝယ်လိုက်အောင်မယ်